2015ရွေးကောက်ပွဲအတွက်ဒီအငယ်တို့ရှမ်းတိုင်းသားများဒီမိုကရက်တစ်ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ပြီးပြီလားရှင်ကိုယ်စားလှယ်လောင်းကတော့200ကျော်လောက်ပြန်မယ်မြို့နယ်ပေါင်းက63မြို့နယ်ပြန်မယ်63နဲ့64မြို့နယ်တစ်ခုဖြစ်မယ်ရှမ်းပြည်မှာ43ကချင်မှာ9မြို့နယ်စကိုင်း9မန္တလေး3ကယား9လို့ပြန်မယ်2015ရွေးကောက်ပွဲကျရင်တို့ကြားပြပါတီရှမ်းပြည်နယ်အစိုးရဖွဲ့နိုင်အောင်စူးစမ်းနေတယ်လို့သူအများစုနိုင်အောင်လုပ်နေတာကိုမယ်လို့အန်ကယုံကြည်ထားတယ်တင်နန်းတယ်လည်းပေးလူတော်ကိုယ်စားလှယ် capacity building တွေလုပ်နေတယ်ခုလည်းလုပ်နေမြို့တိုင်းမှာလူငယ်တွေတင်နန်းပေးတာတန်းရှိ9မြို့နယ်တော့ပေးနေပြီလေဟုတ်ကဲ့ရှင်2015ရွေးကောက်ပွဲအတွက်ကိုယ်စားလှယ်လောင်းရွေးချယ်မှုကိုအငယ်တို့ဘယ်လိုမူဝါဒတွေနဲ့ရွေးချယ်ထားလဲရှင်သူအတိကတော့သူမြို့နယ်ပဲရွေးတာပဲသူပဟိုကတိတ်မရွေးဘူးပဟိုကမရွေးတော့မြို့နယ်ပဲရွေးကြတယ်မြို့နယ် EC တွေရွေးကြတယ်ပေါ့ဒါသူတို့မဲထည့်ကြပေါ့မဲများဆုံးရတယ်မဲအများဆုံးရတဲ့လူကရမှာပေါ့မဲအများဆုံးရတဲ့လူကရွေးခိုင်းတယ်တဘောကမြို့နယ်ကို6ယောက်တင်လာခိုင်းတယ်6ယောက်တင်လာကြမှာသူက3ယောက်ရွေးလိုက်တယ်လေမဲအများဆုံးရတဲ့3ယောက်ကိုရွေးလိုက်တာပေါ့သူကတော့ဒီမိုကရေစီကျင့်စဉ်နဲ့ညီပေါ်မြို့နယ်ကသူတို့ရွေးတင်လာတာပဲအတိကတော့သူပဟိုကနေပြီးတော့မောင်ဖြူရွေးမောင်နီရွေးအဲ့လိုမျိုးမလုပ်ဘူးအငယ်အခုလက်ရှိလွှတ်တော်ထဲမှာရောက်နေတဲ့လူတွေရော2015ရွေးကောက်ပွဲမှာထပ်ပြီးဝင်ပြိုင်သွားဖို့ရှိလားရှင်တချို့တော့လည်းပြန်မှာပေါ့တချို့တော့ပြန်မှာပေါ့တချို့လည်းမပါဘူးလေအင်္ဂါဥက္ခရပဲပါမှာပေါ့အမျိုးသားပြန်မှာရွေးချယ်ထားတဲ့ကိုယ်စားလှယ်လောင်းတွေကိုတတ်မှတ်ချက်မျိုးတွေရှိလားရှင်ဥမာဒီတခြားပါတီပြောင်းလို့ရှိရင်ဘယ်လိုပြည်တံမျိုးဆိုတာမျိုးတွေရှိတယ်ခုတော့ရှိတယ်အရင်တော့မရှိခဲ့ဘူးပါမရှိကြတော့နောက်ပိုင်းကျရင်2015ရွေးကောက်ပွဲပြီးရင်တော့တေချာမတတ်မှတ်ရင်တို့တော့ကိုယ်စားလှယ်လောင်းတွေဝယ်တာပြူတာတော့ပြလာနေတာပေါ့အဲဒါကြောင့်သူကတော့တတ်မှတ်ထားတယ်ကတိစာချုပ်တွေပဲလှုပ်ထားတာပေါ့နော်ပြည်ရင်စာချုပ်လှုပ်ထားတယ်ဆိုရင်ဒါပြီးပြီလေဟုတ်တော့မလားငွေတန်ပါတယ်ဒီ2015ရွေးကောက်ပွဲမှာအငယ်တို့ပါတီအနေနဲ့အဓိကရှင်ပြိုင်မဲ့ပါတီကဘယ်ပါတီဖြစ်မလဲရှင်အင်္ဂါတို့ကဒီလိုရှိတယ်လေဟိုကချင်မှာလည်းပြန်ရကချင်မှာပြန်တဲ့ဟာတော့သူကရှမ်းဒေသပဲပြန်တာအောင်ကချင်ကိုမြို့နယ်ကသူရှမ်းများတဲ့မြို့နယ်ပဲပြန်တာအောင်အဲ့ဒီမှာ NLD ရှိမယ်ဟိုရှမ်းနေရှိမယ်ရှမ်းနေရ2ပါတီရှိတယ်လေအဲ့ဒီငါတို့ပြန်တဲ့နေရာမှာကချင်လည်းရှိမှာပေါ့ကချင်လည်း6ပါတီတောင်ရှိတယ်ကချင်ပြည်နယ်မှာသူရှမ်းပြည်နယ်မှာကျတော့ NLD ကတော့ငါထင်တာရှမ်းပြည်နယ်မှာ NLD ကအားသိမရှိဘူး NLD ကအားနည်းတယ် NLD ကဘယ်နာလောက်ပဲရှိမှဆိုရင်တောင်ကြီးကလောအဲ့လောက်ရှိမှာပေါ့ရှမ်းများတဲ့ဒေသမှာသူတို့ပြန်လဲရမှာမို့လေပြည်ခိုင်ဖြိုးလည်းငါတို့မထင်ဘူးရှမ်းဒေသမှာရှမ်းပဲနိုင်မှာပဲရှမ်းတိုင်းသားများဒီမိုကရက်တစ်ပါတီအနေနဲ့2015ရွေးကောက်ပွဲမှာဘယ်လိုဆောင်ပုဒ်နဲ့ရွေးကောက်ပွဲဝင်သွားဖို့ရှိလဲရှင်အရင်တော့ဆောင်ပုဒ်ကအကောင့်ကိုပြောင်းလဲဖို့ကြားဖြူပါတီကိုမဲထည့်စုဆိုပြီးတော့သူကလောက်ထားတယ်လေဒါပေမဲ့သူဒီ slogan ကတော့ဟောင်းသွားရင်တော့သူပြင်မှာပေါ့ဒါပေမဲ့ဘယ်လိုဖြစ်ကောင်းပြောင်းလဲချင်တယ်ဆိုလို့ရှိရင်သူကြားဖြူတော့ထဲမှာအောင်ကောင်းကိုပြောင်းလဲမယ်လေလူတွေကလည်းပြောင်းလဲပဲလိုချင်တယ်လေ changes လိုချင်တယ်လေခုလိုပြကြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်